နားဆင်ကြည့်ပါအောင်ပရိသတ်တို့ရေဒီတစ်ခါကျွန်တော်တို့ပြပြမယ့်ဇာတ်လမ်းလေးကတော့ရန်ကုန်မြို့ရဲ့လမ်းမတစ်ခုဘေးမှာရှိနေရွှေအချုပ်ဆိုတဲ့အင်ဂျီဆိုင်လေးရဲ့ပိုင်ရှင်မေတက်ခိုင်နဲ့ချမ်းသာတဲ့မိသားစုကဆင်းသက်လာတဲ့ကိုထက်အောင်တို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်မေတက်ခိုင်ဆိုတာငယ်ငယ်လေးကလေးကမိဘမဲ့ထွက်ခေရှာပြီးသူ့လက်အတော်ဒေါ်ခင်လေးရဲ့လက်အောင်မှာကြီးပြင်းခဲ့ရတဲ့မိန်းကလေးတယောက်ပါသူကအင်ဂျီဒီဇိုင်းကိုအယံဝါဒနာပါပြီးသူ့ရဲ့ကိုပိုင်အင်ဂျီဆိုင်လေးတစ်ခုဖွင့်ထုတ်ဆိုတာသူ့ရဲ့အကြီးမားဆုံးအိမ်မက်ပါပဲစူးစမ်းအားထုတ်မှုတွေဇွဲလုံလဲတွေနဲ့ရွှေအချုပ်ဆိုတဲ့သူ့ရဲ့အိမ်မက်ကိုအမှန်တကယ်အကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်။သူ့ရဲ့လက်ရာကလည်းတိတ်ကောင်းသလိုစိတ်ထားလေးကလည်းနူးညံ့သိမ်မွေတော့ရက်ွက်ထဲမှာမကြခင်နာမည်လေးရလာခဲ့ပါတယ်။တနေ့မှာတော့မထင်ပတ်ပဲကိုထက်အောင်ဆိုတဲ့လူငယ်တယောက်မေတက်ခိုင်းအဆိုင်ကိုရောက်လာခဲ့ပါတယ်။သူ့ရဲ့တငယ်ချင်းအတွက်လက်ဆောင်ပေးဖို့အင်ဂျီလာမှာတာပါ။မေတက်ခိုင်းထုတ်ပေးထားတဲ့အင်ဂျီရဲ့ဒီဇိုင်းတွေကိုသူတော်တော်လေးသဘောကျသွားပြီးဒီလိုစူးစမ်းတဲ့မိန်းကလေးကိုလည်းအားပေးစကားတွေပြောခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ကြားမှာရင်းနှီးမှုဆိုတဲ့ဂျိုးမြင့်လေးစတင်ခဲ့တာပေါ့ကိုထက်အောင်ကချမ်းသာတဲ့အထိုင်ဝိုင်းကဆင်းသက်လာပေမဲ့မာနာတရားဆိုတာသူ့မှာလုံးဝမရှိပါဘူးရိုးရိုးရှင်းရှင်းနေထိုင်တတ်ပြီးလူတွေကိုကူညီလိုတဲ့စိတ်ထားမျိုးရှိသူပါမေတက်ခိုင်ရဲ့ယူသားဖြောင်းမှတ်မှုနဲ့သူ့ရဲ့အလုံးပေါ်မှာထားတဲ့စေနာကိုသူတကယ်ကိုလေးစားခဲ့ပါတယ်မေတက်ခိုင်ကလည်းကိုထက်အောင်ရဲ့နှွေးထွေးရဲ့ဂယုဆိုင်မှုတွေအောက်မှာသူ့ကိုတခေးသေးနဲ့စိတ်ဝင်စားလာခဲ့ပါတယ်မတူညီတဲ့နောက်ခံအခြေအနေတွေရှိပေမဲ့အချစ်ဆိုတဲ့အရာကသူတို့နှစ်ယောက်ကိုတဦးနဲ့တဦးနားလည်မှုတွေပေးပြီးဆွဲငင်စေခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့အချစ်ခရီးလမ်းကတော့လွဲကူမယ်မထင်ပါဘူးပရိသတ်တို့ရေ။ကိုထက်အောင်ရဲ့ဖခင်ဦးကျော်စွာဆိုတဲ့သူကစင်းရဲတဲ့မိန်းကလေးနဲ့သူ့သားပတ်တန်နေတာကိုလုံးဝကိုလက်မခံနိုင်ပါဘူး။သူ့သားအတွက်အားလုံးနဲ့တော်တဲ့ဂုံတည်ရှိတဲ့မိန်းကလေးတယောက်ကိုပဲရွေးချယ်ထားချင်တာပါ။ဒါ့အပြင်ကိုထက်အောင်ရဲ့စီးပွားရေးမှာလည်းပြိုင်ဆိုင်မှုတွေအခက်အခဲတွေကရှိနေတော့သူတို့နှစ်ယောက်ရဲ့အချစ်ရေးဟာဘလို့အတားအဆီးတွေကိုကြော်ဖြတ်ရမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။မေတက်ခိုင်ကလည်းသူ့ရဲ့အင်ဂျီဆိုင်လေးကိုပို့ပြီးတိုးချဲ့ခြင်းပါလေသူ့ရဲ့ဒီဇိုင်းတွေကိုလူတွေပိုတိအောင်စူးစမ်းနေတယ်လို့အရေးအသွေးကောင်းတဲ့အထက်တွေကိုလည်းတုံးနိုင်ဖို့ငွေရေးကြေးရအခက်အခဲလေးတွေရှိနေပါလေကိုထက်အောင်ကသူ့ကိုတတ်နိုင်သလောက်ကူညီပေးပဲမေတက်ခိုင်ကသူ့ရဲ့ခြေထောက်ပေါ်မှာသူကိုယ်တိုင်ရက်တည်နိုင်ဖို့ပဲအများနဲ့စမ်းတာရှိနေတာပါကဲပရိသတ်ကြီးရေမေတက်ခိုင်နဲ့ကိုထက်အောင်တို့နှစ်ယောက်ဟာသူတို့ရဲ့အချစ်ကိုဒီအတားအဆီးတွေချားကနေဘလို့တင်ရဇုံကန်ချိုဖြတ်ကြမလဲမေတက်ခိုင်ရဲ့စီးပွားရေးအိမ်မက်တွေကဘလို့အကောင့်ထဲပေါ်လာမလဲကိုထက်အောင်ကသူ့ရဲ့မိသားစုရဲ့ဖိအားတွေကိုဘလို့ရင်ဆိုင်ဖေရှမ်းမလဲသူတို့နှစ်ယောက်ရဲ့အိမ်တော်ကြီးဆိုတာကတော့ဘလို့ပုံစံမျိုးနဲ့တိဆောက်သွားကြမလဲဆိုတာကိုကျွန်တော်တို့ရဲ့နောက်ဆက်တွဲအိမ်ပိုင်းတွေမှာဆက်လက်ပြီးနားဆင်ကြရမှာဖြစ်ပါတယ်။စောင့်မျှော်နားဆင်ကြပါအောင်နော်။